နီးပြမိခဲအာဒီတာရဲ့ပွဲပြီးပြောစကားတွေနဲ့အတူချန်ပီယံလိဖိုင်နယ်နောက်ွယ်ကအာဆင်နယ်အသင်းရဲ့မှတ်တမ်းမှတ်ရများအားလုံးပဲမင်္ဂလာပါခင်ဗျအင်တာတိန်မန့်ပိုင်းစပေါ့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ပရီးမီးယားလိချန်ပီယံဆုကိုစွတ်ခူးထားနိုင်ခဲ့ပေမဲ့ဥရောပရဲ့အမြင့်ဆုံးအိမ်မက်ကတော့အာဆင်နယ်တို့လက်ထက်ကနေနောက်တစ်ချိန်လွတ်ထွက်သွားခဲ့ရပြန်ပါပြီ2026ခုနှစ်ချန်ပီယံလိဘောလုံးပွဲမှာတော့ပြင်သစ်ကလပ် PSG အသင်းကအာဆင်နယ်အသင်းကိုပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူပြီးချန်ပီယံဆုကိုဇက်တိုက်ဘတ်တူဘတ်ကာကွယ်သွားနိုင်ခဲ့ပါတယ်ဒီပွဲမှာအာဆင်နယ်အသင်းကခန်းစစ်ကိုအထိုင်ချပြီးတံပြန်တိုက်စစ်နဲ့ကစားခဲ့တာကြောင့်ဘောလုံးပိုင်ဆိုင်မှု24.9%ပဲရှိခဲ့ပါတယ်ဒါဟာ2003-2004ခုနှစ်နောက်ပိုင်းချန်ပီယံလိဘောလုံးပွဲသမိုင်းတစ်လျှောက်ဘောလုံးပိုင်ဆိုင်မှုအနည်းဆုံးစံချိန်ဖြစ်ခဲ့သလိုနီးပြအာဒီတာလက်ထက်17ယောက်စလုံးကွင်းထဲရှိနေတဲ့ပွဲတွေထဲမှာအနည်းဆုံးပိုင်ဆိုင်မှုလည်းဖြစ်ခဲ့ပါတယ်ဒါပေမဲ့ထူးခြားတာကတော့ကင်ဟာဘက်ပါသူကခရစ္စတီယာနိုရိုနယ်ဒိုမန်ဆူကစ်တို့နောက်ပိုင်းချန်ပီယံလိဘောလုံးပွဲမှာမတူညီတဲ့အသင်းနှစ်သင်းအတွက်ကိုသွင်းပေးနိုင်တဲ့တတိယမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။ကာယာဘက်ကတော့ချယ်ဆီအသင်းမှာကစားစဉ်ကလည်းချန်ပီယံလိဘောလုံးပွဲမှာကိုသွင်းထားနိုင်ခဲ့တဲ့သူပါ။ဒါပေမဲ့လည်းပွဲပြီးမှာတော့အာဆင်နယ်ကချန်ပီယံလိသမိုင်းတစ်လျှောက်ဖလားမရဘူးပဲပွဲအရေအတွက်အများဆုံး226ပွဲကစားထားတဲ့အသင်းအဖြစ်ကန်ဆိုးတဲ့မှတ်တမ်းကိုဆက်လက်ပိုင်ဆိုင်သွားခဲ့ရပါတယ်။ဒီပွဲစဉ်မှာမိနစ်120အထိတစ်ဖက်နဲ့တစ်ဖက်မန်ကုန်ရုံးခဲ့ကြပြီးနောက်ဆုံးပင်နယ်တီအဆုံးဖြတ်မှာတော့အာဆင်နယ်ရဲ့အိမ်မက်ဆိုးကစတင်ခဲ့ပါတယ်။အာဆင်နယ်အသင်းရဲ့100စီလုံးခန်းစစ်တန်းကြီးဖြစ်တဲ့ဂါဗရီယယ်နဲ့အစ်ဇီတို့ကပင်နယ်တီကိုလွဲချော်ခဲ့ကြပါတယ်။နီးပြအာဒီတာကတော့ဂါဗရီယယ်ဟာ9ယောက်မြောက်ပင်နယ်တီကိုသူ့ကိုယ်တိုင်ဆရာထက်သန်စွာနဲ့ကန်ကျင်လို့တောင်းဆိုခဲ့တာပါလို့ပွဲပြီးမှကာကွယ်ပြောသွားခဲ့ပါတယ်။တခါနီးပြအာဒီတာကတော့ဒီပွဲစဉ်ရှုံးနေမှုနဲ့ပတ်သက်ပြီးပွဲပြီးမှအခုလိုတွေထပ်မံပြောကြားခဲ့ပါတယ်။နာကျင်နေတယ်ဆိုရင်ဒီနာကျင်မှုတွေကိုခံစားလိုက်ပါပြီးရင်ဒါကိုသင်ခန်းစာယူပြီးပိုကြီးမားတဲ့ရီမန်းချက်တွေနဲ့ပြန်လာခဲ့ကြတာပေါ့လို့သူ့အသင်းသားတွေကိုအားပေးခဲ့ပါတယ်။ဒါအပြင်အာဆင်နယ်အသင်းရတဲ့ပင်နယ်တီတစ်လုံးနစ်နာခဲ့ရတာနဲ့ပတ်သက်ပြီးတော့လဲသူကပြီးခဲ့တဲ့82နာရီလုံးချန်ပီယံလိပင်နယ်တီတွေကိုလေ့လာခဲ့ကြောင်းအဲ့ဒီဖြစ်ရဟာအလွယ်တကူပင်နယ်တီပေးရမယ့်ဖြစ်ရဖြစ်ကြောင်းဝေဖန်သွားခဲ့ပါတယ်။တခါကွင်းလန်လိုဒက်ကန်ရိုက်ကလည်းအခုလိုတွေပြောလာပါတယ်။ဒီပွဲစဉ်ရှုံးနေခဲ့ရမှုအတွက်ရှင်ကွဲရပါတယ်ဒါပေမဲ့ကျွန်တော်တို့အတူတူနိုင်ခဲ့သလိုအတူတူပဲရှုံးနေမှုကိုခံယူရမှာပါဂါဗရီယယ်နဲ့အစ်ဇီသာမရှိရင်ကျွန်တော်တို့ပရီးမီးယားလိချန်ပီယံဖြစ်လာမှာမဟုတ်ပါဘူးဒါဟာကျွန်တော်တို့အတွက်အစပဲရှိပါသေးတယ်ဒီရှုံးနေမှုကကျွန်တော်တို့ရဲ့အနာဂတ်ကိုသတ်မှတ်သွားမှာမဟုတ်ပါဘူးလို့ရင့်ကျက်စွာပြောကြားခဲ့ပါတယ်သူ့ရဲ့ပြောစကားတွေကိုထောက်ဆရရင်ပင်နယ်တီလွဲချော်ခဲ့ကြတဲ့ဂါဗရီယယ်နဲ့အစ်ဇီတို့ကိုအပြစ်မတင်ပဲသူတို့သာမရှိရင်ပရီးမီးယားလိဖလားတောင်ရမှာမဟုတ်ဘူးလို့ကာကွယ်ပြောသွားတာကိုတွေ့ရမှာပါအာဆင်နယ်ပရိသတ်တွေကြားမှာတော့ထင်မြင်ချက်တွေအမျိုးမျိုးကွဲနေပါတယ်တချို့ပရိသတ်တွေကတော့ဘယ်သူမှအခွင့်အရေးမပေးခဲ့တဲ့လက်ရှိချန်ပီယံ PSG ကိုအကောင်းဆုံးရှင်ပြိုင်ကစားနိုင်ခဲ့လို့အသင်းအတွက်ဂုဏ်ယူပါတယ်ပရီးမီးယားလိဖလားရထားလို့ဒီရာသီကအောင်မြင်တဲ့ရာသီပါပဲလို့အပြုသဘောနဲ့မြင်ကြပါတယ်တချို့ပရိသတ်တွေကြားပြန်တော့လဲဘောလုံးပိုင်ဆိုင်မှု25%ပဲရှိပြီးဂိုးပေါက်တဲမှုတစ်ချိန်ပဲရှိခဲ့တဲ့အာဒီတာရဲ့အလွန်မင်းခံစစ်ပိတ်တဲ့၄စနစ်ကိုစိတ်ပြတ်မိတယ်လို့ဝေဖန်သွားခဲ့ပါတယ်။ကဲအာဆင်နယ်ပရိသတ်တွေရောဒီပွဲစဉ်ရလက်အပေါ်ဘယ်လိုမြင်ကြလဲ။အာဒီတာရဲ့နီးဗျူဟာမှားသွားခဲ့တာလား။ဒါမှမဟုတ်ကန်တရားကပဲရက်ဆက်သွားခဲ့တာလား။ကွန်မန့်မှာမှတ်ချက်ရေးပေးခဲ့ကြပါအောင်ဗျ။